Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ပူပူဆက်ဆက်လေးနဲ့အရန်စားလို့ကောင်းတဲ့စက်သားရခိုင်တုတ်လေးအိမ်မှာအလွတ်တုတ်စားဖြစ်ပါတယ်ဖြိုးကတုတ်နီလေးကိုတစ်ခါတည်းမျှဝေပေးထားပါတယ်ကဲဒါဆိုလုံနီလေးကိုသိရအောင်ဖြိုးဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပေးကြပါဦးရှင်အရင်ဦးဆုံးဖြိုးတို့စက်သားပြုတ်ပေးလိုက်ပါမယ်စက်သားပြုတ်ပေးရန်အတွက်ရေဆေးသက်ဆင်ပြီးတော့လှီးရတဲ့စက်ရအောင်သားတစ်ခုစာကိုပြုတ်မဲ့ဦးထဲကိုထည့်ပေးလိုက်တယ်ပြီးရနိုင်သူတွေကိုဖြိုးကစားအနေငယ်အသားမောက်လေးနေငယ်ကိုထည့်ပြီးတော့စက်သားနဲ့နှက်သွားအောင်ပေါ့နော်နေထားပေးလိုက်ပါတယ်ရှင်ချက်သားလေးရသားလေးတွေစိတ်ဝင်သွားအောင်ပေါ့နော်စီပါတဲ့တုပ်ပဲတုပ်စားနေရတာရိုးနေပြီဆိုလို့ရှိရင်အခုလိုမျိုးလေးရိုးရှင်းလေးပေါ့နော်စီမပါတဲ့တုပ်လေးတစ်မျိုးဖြစ်တဲ့ဒီရခိုင်တုပ်လေးကိုတုပ်စားကြည့်ကြပါရှင်သူကလည်းတစ်မျိုးလေးစားကောင်းပြီးတော့ထမင်းလေးမိတ်စေပါတယ်ပြရနဲ့အနက်လေးမွေးစေရန်အတွက်စပလက်တစ်ချောင်းကိုထုပြီးတော့ထည့်ပေးတာနဲ့ဒီချက်သားလေးတွေကြက်လာတဲ့အထိပေါ့နော်အဖုံးလေးအုပ်ပြီးတော့ပြုတ်ထားပေးလိုက်ပါတယ်ပြုတ်ထားတဲ့ကြက်သားကလည်းကြက်နေပြီဆိုလို့ရှိရင်တော့သူ့ကိုဆက်ထုံမယ်ပြီးရင်တော့ခဏလောက်ခဏပေးလိုက်ပါမယ်နော်ဂျန်နေတဲ့ကြက်ပြုတ်ရည်ကိုလည်းအရေးတော့ဖြည့်လုပ်မယ်ဆိုလဲရတယ်ပေါ့နော်ဒီကြက်ပြုတ်ရည်လေးကလည်းရတာရန်ကောင်းပြီးတော့အနက်လည်းရန်မွေးတယ်ပေါ့နော်ပြီးရင်တော့ဖြူတို့ငှုတ်သီးစိန်ငှုတ်ကောင်းမဲ့အနေငယ်နဲ့ကြက်သွန်ဖြူကိုပေါ့နော်ဖြူတို့ကိုဆက်စားနေတဲ့လောက်ထည့်ပြီးလို့ရှိရင်အနက်လေးမွေးလာတဲ့အထိခဏလောက်လှော်ထားပေးလိုက်ပါမယ်နော်ဖြူကတော့ငှုတ်သီးကိုပုံမှန်ထည့်နေနေလေးပို့ပြီးတော့ထည့်ထားတယ်ပေါ့နော်ဒီတုပ်လေးတွေကဆက်ဆက်ကလေးမှစားလို့ကောင်းပါတယ်လှော်ထားတဲ့ငှုတ်သီးလေးရပြီဆိုတာနဲ့စုံထဲထည့်ပြီးတော့ညှက်သွားတဲ့အထိထောင်းထားပေးလိုက်ပါတယ်ဖြိုးရညှုပ်တီထောင်းလေးကညက်လာပြီဆိုလို့ရှိရင်တော့သူ့တွေကိုမီးကင်ထားတဲ့ငပိလေးနဲ့ငယ်ကိုထည့်ပေးလိုက်ပါမယ်ပြီးရင်တော့ညက်သွားအောင်ပေါ့နော်ငပိနဲ့တမထွားအောင်ပြန်ပြီးတော့ထောင်းထားပေးလိုက်ပါတယ်ရှင်ညှုပ်တီလည်းညက်ပြီဆိုလို့ရှိရင်တော့ပြုတ်ပြီးတော့ခန့်ထားတဲ့ချက်သားကိုလည်းဆိတ်ဆွပေးထားလိုက်ပါမယ်ကဲချက်သားလည်းရပြီးတော့အားလုံးလည်းအစစ်သေးဖြစ်နေပြီဆိုလို့ရှိရင်တော့ဖြူလို့စပြီးတော့တုပ်ပေးလိုက်ပါမယ်နော်တုပ်ပေးရန်အတွက်သုံးမဲခွက်ထဲကိုချက်သားကိုထည့်ပေးလိုက်ပါတယ်ပြီးတော့ပပလှီထားတဲ့ချက်သွန်နဲ့နှလုံးစာနဲ့နန်းနန်းပြီးနှင်းငယ်ကိုထည့်ပေးလိုက်ပါတယ်ရတာအတွက်ကအသားမုံနှင်းငယ်ကိုထည့်ပြီးတော့ခဏထောင်းထားတဲ့ညှုပ်တီနှစ်လေးနှင်းငယ်ကိုပါထည့်ပေးလိုက်ပါတယ်နောက်ဆုံးကျမှတမြတီးလေးနဲ့စိတ်လောက်ကိုညှစ်ထည့်ပြီးတာနဲ့အားလုံးကိုတမသွားအောင်ပေါ့နော်တုပ်သွားပေးလိုက်ပါတယ်ရှင်လုံးဝနှက်သွားအောင်နှက်သွားပေးလိုက်ပါတယ်ဒီနေရာမှာဖြူတို့ရဲ့အတုပ်လေးက6တလူခံစားရရင်ဒီကြက်ပြုတ်ရည်လေးနဲ့ငယ်ကိုထည့်ပြီးတော့တုပ်သွားပေးနိုင်ပါတယ်နော်ကြည့်ပါဦးရုံစင်းလေးရဆိုလို့ရှိရင်စားချစ်စရာလေးပေါ့နော်အနက်လေးရဆိုလို့ရှိရင်မွေးနေရောပဲကဲဖြူတို့တုပ်သွားပေးလိုက်တာအားလုံးနဲ့တမသွားပြီဆိုလို့ရှိရင်တော့ရတာပေါ့ငံကိုတစ်ခါတည်းညှိပေးလိုက်ပါမယ်နော်ဒီနေရာမှာပေါ့ငံကိုစိတ်ကြိုက်ပြင်ပေးနိုင်ပါတယ်နော်ဖြူကတော့သူ့တွေကိုတမြသီးနဲ့ငယ်နဲ့အသားမုံနဲ့ငယ်ကိုထပ်ပေးထားပါတယ်ရှင်ရပြီးတော့တမသွားအောင်ပြန်ပြီးတော့တုတ်သွားပေးလိုက်မယ်တမသွားပြီးတော့ရတာလည်းလုံးဝအဆင်ပြေပြီဆိုလို့ရှိရင်တော့ရပါပြီနော်ဒီနေထားဆိုလို့ရှိရင်တော့ရန်စားလို့ကောင်းတယ်ဖြူတို့ရဲ့စက်သားရခိုင်တုတ်လေးရတော့စားလို့ရပါပြီရှင်ဒီတုတ်လေးရဆိုလို့ရှိရင်ထမင်းပူပူလေးနဲ့